အားလုံးပဲဖြစ်ဖူးကြလားတော့မသိဘူးအဲ့လိုကိုရိုင်းကကောင်းစေခြင်းနဲ့ဆိုပြီးတော့မှပြောပြရဆိုရင်လည်းအကောင်းမြင်မခံရတာမျိုးတွေတို့အဲ့လိုကိုရိုင်းကသူတစ်ပေါက်စေနာထားပြီးတော့မှလုတ်ပြီးရဆိုပေမဲ့လည်းအဲ့လိုကိုယ့်ရဲ့စေတနာတွေကိုမမြင်နေတာမျိုးတွေတို့အဲ့လိုမျိုးကိုယ့်ရဲ့ချစ်သူရည်သားနဲ့ပတ်သက်လို့ပဲဖြစ်သို့မဟုတ်အဲ့လိုမျိုးကိုယ့်ရဲ့အလောက်ကင်ပိုင်းတွေအဲ့လိုကိုယ့်ရဲ့အဖေမေမိဘတွေနဲ့ပတ်သက်လို့ပဲဖြစ်ဗျာအဲ့လိုမျိုးကိုရိုင်းကကောင်းနေခြင်းလို့လုတ်ပြီးတယ်အကောင်းမြင်မခံရဘူးအဲ့လိုကိုပြောရဲဆိုတဲ့စကားတွေကသူတို့အတွက်ကနည်းနည်းဘောင်းမဝင်နေတဲ့ပုံစံမျိုးဖြစ်နေတတ်တယ်အဲ့လိုကိုကအပိုလူပုံစံမျိုးဖြစ်နေတာမျိုးတွေပါတယ်အဲ့လိုမျိုးတွေကြုံနေရတတ်တဲ့ပုံစံတွေကျွန်တော်အခုလက်တော်တွင်မှာတော်တော်များများလေးတွေ့ရတယ်မိတ်ဆွေတို့လည်းအဲ့လိုပုံစံမျိုးဖြစ်ဘူးမယ်လို့ကျွန်တော်ထင်တယ်ကိုပြောတဲ့စကားတွေကအရာမဝင်နေဘူးဘောင်းမဝင်နေဘူးပဲဒီလားအဲ့လိုမျိုး तू ကဥမာနဲ့ပြောရမယ်ဆိုကိုယ့်ရဲ့ချစ်သူကြီးသားကကိုပြောတဲ့စကားဆိုတိတ်ပြီးတော့လေးမထားအောင်အဲ့လိုတခြားသူရဲ့စကားဆိုရင်အရင်ကယုံတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုလိုချင်တာကတော့အဲ့လိုမျိုးကိုယ့်ရဲ့စကားတွေကတခြားသူရဲ့ဒီနားထဲမှာတိတ်ပြီးတော့မှမဝင်ရောက်နိုင်တာမျိုးတို့တခြားသူပေါ်မှာကိုကမလွှမ်းမိုးနိုင်တာမျိုးတို့အဲ့လိုလူအများကြီးနဲ့ wine point မှာစကားပြောမယ်ဆိုလို့ရှိရင်ဗျာကိုရိုင်းကဘေးမှာပဲရောက်နေတာမျိုးတို့အဲ့လိုပုံစံမျိုးလေးတွေကြုံရတဲ့အနေအထားလေးတွေတော်တော်များများလေးကြုံမှုကြမယ်ခံစားမှုကြမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါတွေနဲ့ပတ်သက်လို့ကကျွန်တော်တို့ဘေးရင်သဘောတရားအရာဆိုလို့ရှိရင်လည်းအဖြေရှိတယ်အဓိကကတော့ကိုယ့်ရဲ့မြေတားရေးကံစမ်းလို့ခေါ်တဲ့ကံအခြေအနေနဲ့သက်ဆိုင်ပါတယ်အဓိကတော့ကိုယ့်ရဲ့မြေတားရေးကံညံ့သွားတယ်ဆိုတဲ့အနေထားမှာမြေတားနဲ့ဆက်ဆံတဲ့ကိစ္စတွေအကုန်လုံးကအစစ်မပြတ်မျိုးများသွားတာနားလည်အောင်ပြောရမယ်ဆိုရင်မြေတားရေးကံညံ့တယ်ဒါကြောင့်မလို့အခြေအနေနဲ့ပတ်သက်ရင်လည်းမကောင်းဘူးကိုတဲ့ဘောင်းနဲ့ဆက်ဆံတဲ့လူတွေနဲ့ပတ်သက်လည်းစစ်မပြေဘူးအဲ့လိုကိုယ့်ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေဒါမျိုးတွေနဲ့ဆက်ဆက်လို့ကလည်းကိုယ့်အတွက်ညံ့သွားတယ်ဒီလိုသဘောတရားလေးတွေမှာဖြစ်တာကိုယ့်ရဲ့မြေတားရေးကံလေးညံ့ပြီဆိုတာနဲ့အဲ့လိုတောက်လျှောက်မိကိုတောက်လျှောက်လိုက်ပြီးတော့မှအဲ့လိုအစစ်မပြေမျိုးများသွားတဲ့ပုံစံမျိုးမှာဖြစ်တာမြေတားရေးကံညံ့ပြီဆိုတာနံပါတ်1ခံစားရမှာကဘာတွေဖြစ်မလဲဆိုရင်အခြေအနေနဲ့ပတ်သက်ညံ့တယ်အခြေအနေနဲ့ပတ်သက်ညံ့တာဆိုကိုကချစ်တူပြီးသားမရှိထားဘူးဆိုလဲအဲ့လိုအခြေအနေနဲ့ပတ်သက်လို့ကတိတ်အစစ်မပြေဘူးပြောရဆိုရတာဘာညာကိုယ့်ရဲ့ crash ရဆိုလဲ crash နဲ့တိတ်အစစ်မပြေတာမျိုးများလာမယ်ကိုကချစ်တူရည်သားရှိထားတယ်ဆိုလို့ရှိရင်အဲ့ချစ်တူရည်သားနဲ့ပတ်သက်လို့ကတလွဲတချော့ဒီများသွားဖြစ်ပြီးတော့မှရှေ့ကကျွန်တော်ပြောသွားသလိုပဲကိုပြောတဲ့စကားတွေကသူ့အတွက်တိတ်ဖောင်းမဝင်တော့ကိုရဲ့ချစ်တူရည်သားကကိုပြောတဲ့ပုံစံတိုင်းမဟုတ်နေဘူးကိုကသူ့ပေါ်မှာမလွှမ်းမိုးနိုင်တော့မိန်းကလေးတွေဆိုတော့ဖြစ်ဘူးကြမထင်နဲ့အဲ့လိုကိုရဲ့မြေတိုင်ကန်ညံ့နေရဆိုတော့ကိုကောင်းလေးပေါ်မှာကိုကမနိုင်နေဘူးအဲဒီလိုသဘောတရားလေးတွေများသွားကြုံလာတဲ့သဘောတရားပေါ့ဆိုတော့ဒါကဘေးတဲ့သဘောတရားရဲ့ကြည့်မယ်ဆိုဒါကကိုယ့်ရဲ့မြေတားရေးနဲ့ပတ်သက်တဲ့ကံညံ့လို့အခြေနဲ့ပတ်သက်တဲ့ကံအခြေအနေညံ့လို့မလို့အခုလိုမျိုးကြုံလာရတဲ့သဘောတရားမျိုးတက်ရောက်တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းလို့ရမလဲအခုလိုမျိုးပြဿနာလေးတွေကြုံတွေ့နေရပြီဆိုလို့ရှိရင်ကျွန်တော်တို့အဓိကမြေတားရေးနဲ့ပတ်သက်တဲ့ကံအခြေအနေကောင်းအောင်လုပ်ရမှာဖြစ်ပါတယ်မြေတားရေးနဲ့ပတ်သက်တဲ့ကံအခြေအနေကောင်းအောင်လုပ်ဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1သတိသိထားမှာတစ်ခုကတနင်္လာနံတွေကိုအားကိုးရပါတယ်တနင်္လာနံဆိုတာဘာလဲဆိုတော့ကားကန်ကတနင်္လာခွေးကြောင်ကြက်ဝက်ငှက်ငါးစသဖြင့်ပေါ့ဗျာတနင်္လာနံတွေနဲ့ပတ်သက်လို့ရေရာခြေပေးရမှာဖြစ်ပါတယ်တနင်္လာနံတွေဖြစ်တဲ့ကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေကိုကျွန်တော်အစာကျွေးပြီးမှဆူတောင်းလို့ရတယ်ငါးလုတ်ပြီးတော့မှဆူတောင်းလို့ရတယ်ငါးစာကျွေးပြီးတော့မှဆူတောင်းလို့ရတယ်ပြီးတော့ငှက်လုတ်ပြီးတော့မှဆူတောင်းလို့ရတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြောချင်တာတနင်္လာနံနဲ့ပတ်သက်တဲ့ဟာတွေကိုအစာကျွေးပြီးတော့မှကျွန်တော်တို့ဆူတောင်းမှခွေးကြောင်အိမ်မွေးတိရစ္ဆာန်ခွေးလေးတွေကြောင်လေးတွေနော်ငှက်လေးတွေငှက်လွတ်ပြီးတော့ပဲဖြစ်စေဒီလိုမျိုးလေးတွေအစာကျွေးပြီးတော့မှဆူတောင်းမှာကျွန်တော်တို့ဖျားမှာအလှူဒန်းတစ်ခုပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တနင်္လာနံဖြစ်တဲ့ကျွန်တော်ကျွဲကောသီးနော်တနင်္လာကျိုးက15ရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွဲကောသီး15လုံးနော်ကတ်လူပြီးတော့မှဆူတောင်းမှာကိုကမြေတားရီကညံ့နေတယ်ကိုကအခြေကညံ့နေရဆိုရင်ကျွဲကောသီး15လုံးကျွေပကံနဲ့မှထည့်ကျွေပကံနော်ကျွေဆိုတာတနင်္လာဟုတ်တယ်နော်ကျွဲကောသီး15လုံးကျွေပကံနဲ့မှထည့်တနင်္လာနေ့မနက်ခင်း8နိုင်9နိုင်ဝန်းကျင်လောက်အမိမိအိမ်ဖျားမှာသို့မဟုတ်တနေရာရဖျားတစ်ခုမှာကျွန်တော်တို့ကတ်ပြီးတော့မှဆူတောင်းပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မြေတားရေးနဲ့ပတ်သက်တဲ့ကံအခြေအနေလေးတွေပြန်ပြီးတော့မှကောင်းတဲ့ဘက်တွေကိုပြန်အောင်လာနိုင်မယ်ဒါအပြင်ဖျားပန်းကိုထိုးကျင်တယ်ဆိုလို့ရှိရင်ကန်းကော်ညွန့်တို့ကန်းကော်ပန်းတို့ဒါလေးတွေကိုများများလေးထိုးပေါ့နော်ပြီးတော့အယောင်နေနဲ့ဆိုလို့ရှိရင်ကအဖြူရောင်အင်ကြီးလေးတွေကိုများများလေးဝစ်စင်သုံးဆွဲပါအဖြူရောင်ပါတဲ့အဝတ်စားတွေအဖြူရောင်ကိုအဓိကထားပြီးတော့မှသုံးဆွဲပါပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်တို့ကမြေတားရေးနဲ့ပတ်သက်တဲ့ကံအခြေအနေလေးတွေအထောက်ပံ့ရရှိလာပါလိမ့်မယ်သတိထားမယ့်ကိစ္စတွေအနေနဲ့ကတော့ကိုယ့်ရဲ့မြေတားရေးကံညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရှေ့ရပြောသွားတဲ့ပြဿနာတွေအားလုံးကြုံတွေ့ရမယ်ဆိုတဲ့အနေထားမှာဆက်ဆက်ရတော့သတိထားမယ်ထင်မှာပါတယ်မြေတားရေးကံညံ့ပြီဆိုတာနဲ့ကျွန်တော်တို့နံပါတ်1ကိုအနေနဲ့လုံးဝသတိထားမှာကိုယ့်ရဲ့ချစ်သူကြီးသားရှင်ချစ်သူကြီးသားနဲ့ပတ်သက်တာပြီးတော့ကိုယ့်ရဲ့ crash တွေပါရှိတဲ့ crash တွေနဲ့ပတ်သက်တာဒါတွေကိုအရင်ကသတိထားမယ်ပြီးတော့ကိုယ့်ရဲ့ဒီလုပ်ငန်းဆောင်တာမှာအကြီးအကဲတွေနဲ့ပတ်သက်လို့အဲ့လိုကိုယ်နဲ့ဆက်ဆက်နေရတဲ့လူတွေအဲ့လိုလုပ်ငန်းတွေတွဲလုပ်နေရတဲ့သူတွေအဲ့ဒါတွေနဲ့ပတ်သက်လို့သတိထားရမယ်မိတ်ဆွေခံစားမှုကြမယ်ထင်ပါတယ်ကျွန်တော်ပြောတော့သဘောပေါက်မယ်ထင်ပါတယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ကံကဗျာကိုယ့်ကိုတိတ်ကောင်းတယ်လို့မခံစားရတာမျိုးတို့အဲ့လိုမျိုးကိုပြောလိုက်တဲ့အရာတွေကလေအဲ့လိုမျိုးတိတ်ပြီးတော့စစ်မပြေနေဘူးသို့မဟုတ်အဲ့လိုမျိုးအဲ့လိုသူများဆိုလို့ရှိရင်ဖြစ်တယ်ဗျာတိလားအဲ့လိုကိုကဝင်လှုပ်လိုက်ပြီဆိုတာနဲ့အဲ့လိုတလွဲလဲချော်လေးတွေပေါ်လာတာမျိုးလေးတို့အခက်ခဲလေးတွေပေါ့နော်အဲ့လိုပုတိလေးတွေကြုံရတာမျိုးလေးတွေပေါ့နော်ပွစီလေးတွေဖြစ်တတ်တယ်အဲ့လိုသဘောတရားလေးတွေဖြစ်တာနော်ဆိုတော့ကျွန်တော်ရှေ့ပြောရရလောက်ပါပြီးတော့ကျွန်တော်ရှေ့ပြောသွားတဲ့သတိထားတဲ့အကြောင်းအရာလေးတွေကိုတစ်ခုချင်းလေးသတိထားပေးပါဒါဆိုရင်တော့မိတ်ဆွေတို့တွေ့ကြုံခံစားနေရတဲ့ကိုကံမကောင်းမှုလို့ခံစားနေရတဲ့ပြဿနာတွေ
ပြီးတော့ကိုတိတ်ပြီးတော့ဘောင်းမဝင်နေဘူးဆိုပြီးတော့ခံစားနေရတဲ့ပြဿနာမျိုးတွေအမြန်ဆုံးနဲ့ဒါကို့အတွက်အဆင်ပြေနိုင်တဲ့အတိုင်းအတာတစ်ခုအနေထားတစ်ခုထိလုံးဝပပျောက်သွားလိမ့်မယ်လို့ကျွန်တော်ဒီနေရာနေပြီးတော့ပြောလိုက်ရပါတယ်။ Okay ဆိုတော့ဘယ်လိုကြောင့်လေးဒီ mix ကိုသိကြကြလဲ comment တွေမှာတစ်ချက်လောက်လေးတော့ရေးပေးသွားပါဦးအားလုံးလည်းကျေးဇူးတင်ပါတယ်ဗီဒီယိုလေးက mix တွေအတွက်ကြိုးတော်တာရှိရဆိုရင်တော့ like and share လုပ်ပြီးတော့အားပေးသွားပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်